ဒါကြောင့်မလို့တရုတ်ရဲ့စိုက်ပျိုးရေးနည်းပညာကကမ္ဘာမှာထိပ်တန်းဖြစ်နေတာပါဗျာပန်းအိုးပုံစံတစ်ပင်လေးလှတယ်မို့လားတစ်သားကိုထွင်းထူထားတာမဟုတ်ပါဘူးဗျာရွာသားတွေကဒီလိုပုံစံဖြစ်အောင်တေချာပြိုးထောင်ပြီးထားတာပါဒါတွေမကောက်အထီဘူးဗျာထိုင်ကုန်ပုံစံလုတ်ထားတဲ့ပန်းပင်တွေလည်းရှိပါသေးတယ်ပန်းပွင့်လာရင်တိတ်ကိုလှပပါတယ်ဗျာတိုက်ချီကစားနေတဲ့တစ်ပင်ပုံစံနဲ့ခန့်ညားတဲ့ငကောင်းကောင်းပုံစံအပင်တွေလည်းရှိတယ်အပန်းပီနားနေဆောင်ကိုတောင်အပင်တွေတော့ဖန်တီးထားတာပါတကယ်ကိုဒီပြိုးထောင်သူတွေကအမှုပညာရှင်တွေလိုပါပဲဗျာအပင်စိုက်တာကိုအမြင့်ဆုံးအဆင့်ထိလုတ်ပြသွားတယ်ဒီအချိန်မှာစိတ်ဝင်စားနေကြတော့ပြီသူတို့ဘလို့လုတ်ခဲ့ကြတာလဲဆိုတာကိုပေါ့ပထမဆုံးပုံစံကွက်တင်တဲ့တန်ကြိုးတွေကိုတုံးပြီးတစ်ပင်ပေါင်လေးတွေကိုကြက်ချေခံချိရတယ်ထိုင်ကုန်ပုံစံလေးထီလာပုံဗျာပြီးတော့မှစပြိုးထောင်ပါတယ်ဗျာနေတိုင်းရေလောင်းပြီးမြေတော်စာကျွေးတယ်အပင်တွေကြီးထွားလာတာနဲ့အမျှအကိုင်းခတ်တွေကတစ်ခုနဲ့တစ်ခုပေါင်းစပ်သွားတယ်တခေတ်နဲ့ထိုင်ကုန်ပုံစံဖြစ်လာတာပါအပင်တွေအပြည့်အဝပုံပေါ်လာတယ်ဆိုတော့ပုံစံကွက်ကိုဖယ်ရတဲ့အခါတခုတည်းပါတစ်ပင်ထိုင်ကုန်လေးရလာပါပြီဗျာဒီလိုထိုင်ကုန်မှုဖြစ်လာဖို့အတွက်10နှစ်ကျော်လောက်အချိန်ပေးပြီးတေချာကူဆက်ရပါတယ်ဗျာရှင်တန်နေတဲ့အမိတွေနဲ့ထောက်ပံ့ထားလာမို့လို့ပေါင်ရာချီတဲ့အလေးချိန်ကိုကောင်းကောင်းခံနေရရှိတယ်ဒါဟာတာမန်ပရိဘောဂတခုမဟုတ်တော့ပါဘူးအသက်ဝင်နေတဲ့အမှုပညာလက်ရာတခုပါပဲဗျာ